ငင်းချိုင်း forum NCA forum ကိုဆယ်နှစ်ပြည့်ကိုဥရက်စစ်တက်မလာဘူးတက်ရောက်မလာဘူးဒါပေမဲ့အဲ့တက်ရောက်မလာဥရက်စစ်ကဘာလဲဆိုထိုင်းနိုင်ငံသားခံယူထားတယ်နှစ်နိုင်ငံလောက်ထားတယ်ခင်ဗျာစဉ်းစားကြည့်ဦးဥရက်စစ်ကိုထိုင်းကဘာဥရက်စစ်ကိုဘာပေးထားလဲထိုင်းကသူကိုယ်တိုင်သိတယ်ထိုင်းကဘလို့နေရာကိုပေးထားလဲကျွန်တော်သိတယ်ကျွန်တော်တို့သိတယ်ဒါကြရင်လေဟိုကျွန်တော်ကြည့်ပြီးတော့စိတ်ထဲမှာပဲဆိုဒီလူတွေကကိုတော့အကောင်သူများဟိုလက်ညှိုးထိုးဖို့ကြတော့ထိတ်ဆုံးอ่ะအဲ့တော့သူတို့ထုတ်ပြထားတဲ့အတိုင်းဆိုကဲနှစ်ဖက်ကြားမှာယုံကြည်မှုမတိဆောက်နိုင်ခြင်းနဲ့ယုံကြည်မှုတိဆောက်နိုင်ခြင်းဆိုတာကဟုတ်ပြီသူကိုယ်တိုင်အောင်ယုံကြည်မှုပေးနိုင်ရလားသူကိုယ်တိုင်အောင်ယုံကြည်ရတဲ့လူဖြစ်ရလားဆိုတော့မိကိုကျွန်တော်ပြန်မေးရမှာနောက်တစ်ခုကနှုတ်နှစ်ဖက်သဘောဆိုင်တဲ့ကော်တင်ပေါ်နိုင်ခြင်းနဲ့ကော်တင်ပေါ်နိုင်ခြင်းဆိုတဲ့နေရာမှာအကောင့်တင်ပေါ်ခြင်းကိစ္စတွေကလင်မယားနဲ့ယောက်ျားတော့တချို့ကိစ္စတွေလုပ်လို့မရတဲ့အများကြီးရှိတယ်နော်အဲ့တော့တချို့ကိစ္စတွေအပြစ်ထိုင်ပြောလို့တော့မရဘူးပေါ့ဗျာနော်ကျွန်တော်ချင်းဖွဲ့စည်းပုံရောက်ဖို့အတွက်တော့အစစမျိုးစုံပေါ့သူပြောနေတာကြည့်တော့တိုင်းပြည်ကတက်မတော်တိုင်းပြည်အာဏာထိန်းလိုက်တဲ့အတွက်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်သွားတယ်အာဏာထိန်းလိုက်ရင်ရပ်သွားတယ်လို့သူကပြောတယ်โอเคအဲ့ဒါကိုကြော်မျိုးမြတ်သွားဝေဖန်တယ်ဟာရွက်စစ်ကြီးရတယ်ရိုးရနိုင်ငံသားခံယူထားပြီးတော့ဘာဖြစ်ချင်တာလဲဘာတွေပြောနေ NCO ဘာတွေဝေဖန်နေဟာ तू ကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ်သူ့အမြင်သူပြောမှာပဲသူ့အမြင်သူပြောမှာသူ့အမြင်သူပြောပိုင်ခွင့်ရှိတယ်ဒါပေမဲ့သူ့မှာအေဂျင့်နဲ့သူ့နဲ့မြင်မှာ तू အေဂျင့်အောင်အမျှော်မြင်ရှိရှိနဲ့ तू ထိန်းသိမ်းထားတယ်ငြိမ်းချမ်းရေးကိုဒါပေမဲ့ तू အားမလို့အားမရဖြစ်တာ तू ပြောခွင့်ရှိတယ်ဒါကြီးကိုသွားပြီးဝေဖန်သွားဆွပေးနေတာသွားဆွပေးလို့ဟောထတိုက်လို့ရှိရင်တက်မတော်ကစစ်မျက်နှာဖွင့်ရတယ်စစ်တပ်ကပဲတိုက်ရမှာကြော်မျိုးမပါမှာမဟုတ်အဲ့မီဒီယာသမားတွေပါမှာမဟုတ်တကယ်တိုက်ရမှာတက်မတော်ပဲအဲ့လိုမျိုးသွားပြီးတော့ဟိုနှစ်ပေတစ်ပြားအုံနောက်နဲ့ပေါ့နော်သွားပြီးတော့စွတာမျိုးဟိုRCSS ခေါင်းဆောင်ဟုတ်လားဥရွက်စစ်ကိုသွားကျွန်တော်ဥရွက်စစ်ဆိုတာကျွန်တော်ဟိုမိန်းမှာ65ခုနှစ်ကျွန်တော်သွားပြီးတော့ဟိုသူတို့နေမျိုးကိုသွားပြီးတော့ကျွန်တော်တို့လက်နက်တွေဖြုတ်သိမ်းကြတဲ့ကကျွန်တော်တို့နဲ့ခင်နေကြဒီလူတွေကဟိုစစ်မျက်နှာမှာဖွင့်တာကတော်တော်အမျှော်မြင်ကြီးရလို့ပြောရမယ်အဲ့ဒါလားပြောတာ